တွေကပူပန်နေဆိုတဲ့စကားကိုအမြဲသုံးနေကြတယ်တင်းမောကပူပန်နေဆိုတဲ့အရာဘာကိုပြောလဲဆိုတော့သိသေးလားအဓိကရှင်းပါပူပန်နေဆိုတာမိမိကိုမိမိပြောနေရမှာမိရဲ့ဒီရင်ဘတ်ထဲအားဆိုတဲ့စိတ်ကတစုံနေရာမှာရှိနေတဲ့ပုံကိုတူဦးတရားတက်ရှိပဲပေါ့ဒါသူများအတွက်ပူမီလို့ခေါင်းမှာပန်းစင်တယ်လို့ပြောတာအဲ့လိုမျိုးပဲကိုဆိုလို့ရှိရင်တော့ရှင်းပါလေအတ္တမီတောက်လောင်နေတယ်ဆိုတဲ့စကားလေးရှိတယ်တောကမီတောက်လောင်နေတယ်ဆိုတဲ့စကားလေးရှိတယ်တောကမီဆိုတဲ့အရာတော့ပေါ်ကလည်းတစ်ဖက်လူပေါ်မြစ်တာထားလို့တစ်ဖက်လူကလည်းမြစ်တာဆက်ပြန်ထားတဲ့အရာမှာတောကမီလို့ပြောတာဖြစ်တယ်အတ္တမီကတော့အတ္တဆိုတဲ့ပဲရှင်းပါလေအဲ့ဒါဘယ်တော့အခါများအတ္တဆိုတဲ့အရာမှာငါဆိုအောင်မသုံးမနေတဲ့နေရာမျိုးရှိတယ်ရှိပါဘူးအဓိကငါဆိုတဲ့လူတယောက်တည်းအတွက်တောက်လောင်နေရသည်အတ္တပဲသင်ရောအတ္တမီကိုချိန်တတာစဉ်းစားပါโอเค